大家好，欢迎来到 See with me。ဒီနေ့အမကအမေးများတဲ့AI သုံးပြီးတော့ဘယ်လိုဘာသာပြန်လဲဆိုတဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်။အမကမသိတဲ့စာလုံးတွေစာကြောင်းတွေများတဲ့အခါကျလို့ရှိရင်ဒီဟာနဲ့ Google Lens နဲ့ရင်တက်ပုံရိုက်လိုက်တယ်ပေါ့နော်။ကိုမသိတဲ့စာလုံးတွေအများကြီးပဲဆိုလို့ရှိရင်စာထဲကမပြင်းလို့ရှိရင်ဒီလို Google Lens နဲ့တက်ပုံရိုက်လိုက်တယ်။အဲ့ပြီးလို့ရှိရင်ကိုသိချင်တဲ့စာကြောင်းကိုအမcopy လုပ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုရှာမဲ့ application နဲ့ဝင်မယ်ပေါ့အမအခု DeepSeek နဲ့ရှာမှာဆိုတော့ DeepSeek ကဝင်လိုက်မယ်ပြီးလို့ရှိရင်ခုနစာသားလေးကိုpaste လုပ်လိုက်ပြီးတော့နောက်ကနေမြန်မာဘာသာပြန်ပေးဆိုပြီးတော့ရိုက်လိုက်တယ်အဲ့လိုလုပ်လိုက်လို့ရှိရင်သူကဘာသာပြန်တဲ့ဟာရယ်ပြီးတော့ရှင်းပြတဲ့ဟာတွေပေါ်လာတယ်ပေါ့နော်ဒီကသူ့ရဲ့မြန်မာဘာသာပြန်တာလေးတော်တော်လေးကောင်းတယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ခါတလေကြောက်လို့ရှိရင်သူကအဆက်ဆက်မရှိဘူးသူပြောတဲ့ဟာတွေကလေအဲ့ဒီလိုဆိုလို့ရှိရင်အမကဒီစာသားကိုပဲပေါ့နော်နောက်ထပ် AI tool တစ်ခုဖြစ်တဲ့ ChatGPT ကိုတော့မေးလိုက်တယ်စာပြန်ရမှာပြင်းတဲ့အတွက်ကြောင့်မလို့ခုနကစာသားကိုပဲပြန်ပြီးတော့